စီစောင်းနေပါခဏတက်စီတက်မယ်စီပါနော်ထိုင်လိုက်ပြီပါနော်ပြုတ်ကြပါပြီကြည့်ပါကျမတို့တက်စီကြီးကပြုတ်ကြသွားဖြစ်ခုချိန်ဒီမှာမရနိုင်သေးပါကျမထိုင်ပါမယ်ရှင်ဒါမောင်းနေတဲ့ရှုခင်းလေးပါဖြစ်ပါလေရှင်အရင်လှလားရှင်ငါအပြင်မှာတမမအပြင်မှာမောင်းရဲ့အိမ်နာနေအောင်မငါပြုတ်ကြရဟဲ့ကာကြီးလောက်ပါဖင်ထားခုနတက်မယ်မောင်းကြည့်အခုမှတော့စိတ်ညစ်စွာဖြစ်ကုကတက်စီပဲဖြစ်ပါတယ်ဖိနိုင်နေတက်စီတော့ဒါတက်စီပါနော်တပတ်တက်စီတော့ပါစောက်ချော်ကြမှာဒီဟိုပစ်ကတူပေါ့နော် तू ကမှတ်မိလားကိုဘရ6တော့ပုံနဲ့မြန်မာပုံပြလာတူပေါ့နော်သူ့မှာလည်းကောက်ရှိပါတယ်သူတင်ပါတယ်ဒီကောင်မှာသူထိုင်မှာဆိုရင်ဒီလိုမျိုးလောက်ပါတယ်တမများစီမှာလည်းလိုမျိုးယူပြီးသုံးပါတယ်ဟဲ့ငါလိုက်တိုင်းနေပြီအခုကကျွန်မလိုက်တိုင်းနေတဲ့ကားကြီးရဲ့ဖြစ်ပါတယ်လိုက်တိုင်းနေတဲ့တုတ်ကြီးနဲ့အာ